အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာအောင်သိန်းရေးသားထားတဲ့အနာဂတ်ကိုမကြောက်နဲ့ဆိုတဲ့စာအုပ်ထဲကမှကံပေါင်ရိုးမှာဆိုတဲ့ဝိထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ကောင်လေးတစ်ယောက်ကကံပေါင်ရိုးတစ်ခုပေါ်မှာထိုင်ပြီးငားများနေသည်ထိုအခိုက်လေရင်မြန်ကြီးတစ်စီးကသူ့ခေါင်းပေါ်မှာပြန်သွားသည်ကောင်လေးကမောကြီးလိုက်မိပြီးအဲ့ဒီလိုလေရင်ကြီးပေါ်မှာမောင်းရတဲ့လေရင်မူးကြီးဖြစ်ရရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲဟုစိတ်ကူးရင်မိသည်နောက်နှစ်ပေါင်းအတော်ကြာတော့ဒီကောင်လေးကတကယ့်ကိုလေရင်မူကြီးတယောက်ဖြစ်လာခဲ့တယ်။ဤသို့နှစ်တစ်နေ့မှာလေရင်ကြီးကိုမောင်းလာရင်အောက်ဖက်စီကိုလှမ်းကြည့်လိုက်တော့ကံပေါင်ရိုးတစ်ခုမှာကောင်လေးတစ်ယောက်အေးလူလူထိုင်ပြီးငားမြနေတာကိုလှမ်းမြင်လိုက်ရတယ်။ဒီတော့လေရင်မူကြီးစိတ်ထဲမှာဒီကောင်လေးလိုအေးလူလူထိုင်ပြီးငားမြနေရင်ဘယ်လောက်တောင်ကောင်းမလဲဟူပြီးပြန်ပြီးအားကြတဲ့စိတ်ကူဖြစ်မိတယ်။ဘာမှဖတ်ခဲ့ဘူးတာလဲဘသူပြောလိုက်တာလဲကျွန်တော်မမှတ်မိတော့ဘူး။ဤအကြောင်းအရာကိုပုံမြင်ခေါ်ဖို့လည်းခက်ပါပဲ။ဘာပဲခေါ်ကျွန်တော်မကြာခဏသတိရမိသည်။လေရင်စီးလိုက်တိုင်းသတိရမိသည်။မကြာသေးခင်ကကျွန်တော်ခေါ်ပွဲဝဲတစ်ခုမှာဘိတ်ပြို့မှာလေရင်ဖြစ်သွားခဲ့ရသည်။ဒီတော့ဒါလေးကိုသတိရမိလိုက်ပြန်သည်။မကြာသေးမီကကျွန်တော်တပည့်ဟောင်စနီးမောင်နှံကိုပြန်တွေးလိုက်တဲ့အခါသူတို့ကတကြွယ်ဟုခေါ်နိုင်သည့်မောင်နှံတွေဖြစ်သွားသည်။စီးပွားတွေတိုးတက်လာတဲ့သားသမီးတွေနဲ့တူကျွန်တော်ကိုဟိုးရှိအတိုင်းအတိုင်းချစ်ခဲဧခံကြသည်။သူတို့နှစ်ယောက်ချစ်သူဘဝအတော်လေးကိုရုန်းကန်ခဲ့ရရှာသည်ကျွန်တော်မျက်စိအောက်မှာနေတွေ့ခဲ့ရတာဆိုတော့ကျွန်တော်လည်းမမေ့နိုင်ဘူးသူတို့ကလည်းမမေ့နိုင်ဘူးဒီလိုနဲ့ရှေးအောင်နောက်ဖြစ်တဲ့စကားဆက်မိလိုက်တော့တပည့်မလေးတကြွယ်ကတော့ကဆရာရဲ့ကျမတို့ချမ်းသာပါတယ်အဆအဆပြည့်စုံပါတယ်ဒါပေမဲ့ဆရာကကျမတို့ငယ်ဘဝကအားလုံးသိခဲ့ပြီးသားဖြစ်နေတော့ကြောင့်ပြောလိုက်ရအောင်မယ်အဲ့တုန်းကရုန်းခဲ့ကန်ခဲ့ရတော့မပြောတော့ဘူးဆရာကြီးအခုလေကျမတို့မှာဆရာမြင်တဲ့အတိုင်းချွေရန်စသည်လိုလေသေးမရှိဆိုနိုင်ပါတယ်ဒါပေမဲ့စိတ်ပင်ပန်းရတာပဲမကာမိပါဘူးဆရာရဲ့သူပြောနေစဉ်ခိုက်တက်မှာပဲကျွန်တော်ဟာလေမူးယူသွားတတိရလိုက်မိတယ်ကျွန်တော်ကိုယ်တိုင်ရဲ့အဖြစ်ကိုလည်းပြောလိုက်ရအောင်မယ်ယခုဆိုရင်ကျွန်တော်ဒီစာရေးစာတယောက်ဖြစ်နေခဲ့ပြီဆရာကြီးစရင်ဝင်မင်းနေခဲ့ပြီထို့ကြောင့်မဂဇင်းများစာဆောင်များကျွန်တော်စာကိုမမမောတောင်းခံလာကြသည်ကျွန်တော်ကတော့တန်းနိုင်သမျှစူးစမ်းပန်းစားရေးပေးမိတတ်ပါတယ်ဒီလိုဖြစ်လာတော့စာဖတ်ချိန်အတော်ကြီးကိုညှော့နေလာတယ်စာရေးဆရာတယောက်ဖြစ်မလာမီမှာကျွန်တော်အလွန်ကိုစာဖတ်ခဲ့တယ်ထိုကာလကိုလွမ်းမိတယ်လို့မကြာခဏဖြစ်မိတယ်စာရေးသူတယောက်မဟုတ်ပဲစာဖတ်သူတယောက်သာဖြစ်လိုက်ချင်မိတယ်တပတ်မှတရက်တက်လို့စာဖတ်ရန်သတ်မှတ်ထားရတယ်သို့တော့ဧည့်သည်ကိစ္စလူမှုရေးကိစ္စဆိုတာမျိုးဝင်လာတတ်တဲ့အခါမှာအဲ့တရက်ကကုံသွားပြန်တော့နှမျောလိုက်မိတယ်မကြာခဏပဲနောက်ပြီးစာမဖတ်ပဲရေးလို့ကြီးတာနေရင်ခတ်တုံးစာရေးစာဖြစ်သွားလိမ့်မယ်ခတ်တုံးစာရေးစာဖြစ်နေသည့်တဲ့စာဖတ်သူတက်ဖြစ်နေရတာကိုပိုကောင်းစီမဟုတ်လားတို့ဖြစ်ရင်နာမည်လေးနေရာလေးရလာတဲ့နဲ့စာရေးဆရာအဖြစ်ကိုစွန့်လွတ်နိုင်ပါရဲ့လားဟုကိုတေချာပြန်ပြီးစမ်းစစ်ကြည့်လိုက်တော့မစွန့်လွတ်နိုင်ပြီဟူသောအဖြစ်ကိုသာရလာပြန်တယ်လေရင်မူးကြီးရဲ့တောင်းတချက်ကိုတေချာစဉ်းစားကြည့်လိုက်ပြန်တော့သူလည်းထိုဘဝကိုပြန်မသွားနိုင်တော့ဘူးကျွန်တော်တပည့်တကြွယ်မလေးပြောလိုက်သည်ဟာကိုတေချာပြန်စဉ်းစားကြည့်မိတယ်ပြောသည်သာပြောရတယ်သူလည်းထိုဘဝမျိုးကိုပြန်မရောက်ချင်ဘူးလူကြီးတွေပြောလို့ရှိတဲ့စကားတစ်ခုကိုပြန်ပြီးတော့ကြားအောင်မိလာတယ်ငယ်တုန်းကကံမောင်ရိုးမှာငပိဖုံနဲ့ထမင်းမိန်ခဲ့တာပြန်ပြောမနေနဲ့ဟူသောစကားဖြစ်သည်ငယ်တုန်းကငပိဖုံနဲ့ထမင်းမိန်ခဲ့တာမှန်တော့လေယခုပင်မှာမိန်နိုင်ပါတော့မည်နီနောက်ပြီးကျွန်တော်တို့တွေကလေးဘွားကိုပြန်ပြီးလွမ်းလိုက်မိပြီဆိုရင်ပျော်စရာကောင်းသောအကွက်ကလေးတွေလောက်သာပြန်ပြီးတွေးမိတယ်ကလေးဘွားတေချာစုံစစ်ပြန်ကြည့်လိုက်ရင်ကလေးဘွားတစ်ချောင်းစိတ်ညစ်ခဲတာတွေငိုခွဲတာတွေတပုံတပင်းရှိခဲ့ဘူးတာကိုစဉ်းစားမိနိုင်ပါတယ်ဒီလိုစဉ်းစားကြည့်မိလိုက်တော့လေကံမောင်ရိုးမှာဆိုတာလွမ်းယုံလောက်သာပြန်လွမ်းဖို့ဖြစ်ပြီးပြန်လှမ်းဖို့တော့မဖြစ်နိုင်ဘူးထင်မိသည်ကျေးဇူးတင်ပါသည်